အားလုံးပဲမင်္ဂလာပါရှင်။တက်ထားရဲ့ Ready by Channel ကနေကြိုဆိုပါရရှင်။နောင်တရဲ့အဝေးမှာလူတော်များများဟာသူတို့ရဲ့ဘဝမှာနောင်တနဲ့ရှင်တွဲနေထိုင်မိကြတာများပါတယ်။နောင်တကြီးတာနဲ့သေးတာပဲကွာခြားပါလိမ့်မယ်။နေ့ရက်တိုင်းကိုပြန်ဆန်းစစ်ကြည့်လိုက်ရင်တနေ့တနေ့ကျမတို့နောင်တရမိတဲ့အဖြစ်အပျက်တွေရှိစမြဲပါ။နောင်တတည်တည်မွားမွားလေးတွေကနေစပြီးနောင်တကြီးကြီးမားမားတွေလည်းစီတတ်ပါတယ်။တကယ်တော့တေချာစဉ်းစားကြည့်လိုက်ရင်နောင်တဆိုတဲ့အရာဟာကျမတို့ကိုပျော်ရွှင်စိတ်ချမ်းသာခြင်းကနေဝေးအောင်တုံ့နှောင်ထားတဲ့တန်ကြိုးတွေလိုပါပဲ။နောင်တကြီးမားလေးတုံ့နှောင်ထားတဲ့ကြိုးတွေကခိုင်မာတန်ဆွမ်းလေဖြစ်ပါတယ်။ကျမတို့ဘာအတွက်ဘလို့ကိစ္စတွေမှာနောင်တရကြတယ်လဲပြန်စဉ်းစားကြည့်အောင်။မပြောသင့်တဲ့စကားတစ်ခုပြောလိုက်မိလို့ဖြစ်စေမလုပ်တဲ့အလုပ်တစ်ခုလုပ်လိုက်မိလို့ဖြစ်စေလုပ်တဲ့အလုပ်တစ်ခုကိုမလုပ်လိုက်မိလို့ဖြစ်စေကျမတို့နောင်တရတတ်ပါတယ်ကိုချစ်သူတွေအတွက်ကိုမတိလိုက်တဲ့သစိမ်းတွေအတွက်ပဲဖြစ်ဖြစ်ကိုတွေးလိုက်မိတဲ့အတွေ့ပြောလိုက်မိတဲ့စကားလုပ်လိုက်မိတဲ့အပြုအမူတွေဆုံးဖြတ်ချက်တွေအတွက်နောင်တသစိမ်းစိတ်ရနေတတ်တဲ့အချိန်မျိုးလဲရှိတတ်ပါတယ်ငါဒီစကားကိုပြောလိုက်မိတာမှားသွားပြီထင်တယ်တကယ်ဆိုငါဒီလိုမပြောသင့်ဘူးဒီလိုအပြုအမူမျိုးငါချစ်တဲ့သူတွေအပေါ်မှာမလုပ်သင့်ဘူးသူ့ဘက်ကိုနည်းနည်းတွေးကြည့်ဖို့ကောင်းတယ်စသဖြင့်ပေါ့တခါတလေရမူလေးတစ်ခုနဲ့အချိန်တစ်ခုစီပြန်သွားလိုက်ခြင်းတဲ့စိတ်မျိုးကျမစိတ်မှာဖြစ်ပေါ်မှုပါတယ်မပြောသင့်တဲ့စကားတစ်ခုကိုပြောလိုက်မိတာမလုပ်သင့်တဲ့အလုပ်တစ်ခုအပြုအမူတစ်ခုကိုလုပ်လိုက်မိတဲ့အတွက်မချင်မရဲစိတ်နဲ့နောင်တရနေတာမျိုးဖြစ်တတ်ပါတယ်တနာရင်အဲ့ဒီအချိန်ကလေးစီရမှုကလေးနှိပ်ပြီးပြန်သွားလိုက်မယ်ပြောတဲ့စကားလေးနဲ့ပြောင်းလဲပြောလိုက်ရင်အခုခံစားနေရတဲ့နောင်တတွေတောကတွေအမားတွေကိုခံစားရင်ဆိုင်ရမှာမဟုတ်ဘူးလို့တွေးမိတဲ့အခါမျိုးလဲကျမမှာရှိခဲ့ပါတယ်အဲ့ဒီနောင်တတွေဟာကျမတို့ရဲ့စိတ်ကိုမွန်းကျပ်နေအောင်မပျော်ရွှင်အောင်လောင်ပိတ်ထားတတ်ပါတယ်။ဒါကြောင့်ကျမတို့ဟာတတ်နိုင်တဲ့၍အလေးထားပြီးနောင်တရစေမဲ့အတွေ့တွေစကားတွေအလုပ်တွေကိုမလုံးမိအောင်ကိုယ့်ရဲ့စိတ်အတွေ့တွေကိုတတိလေးနဲ့စောင့်ရှောက်ထားဖို့လိုပါတယ်။စိတ်ဟာတတိကောင်းလေလေမတွေးတင်တာကိုတွေးလိုက်မိတာနဲ့ချက်ချင်းတတိထားမိပါတယ်။အတွေးကိုစပြီးတတိထားမိလာပြီဆိုရင်ပြောရမယ့်စကားတွေအပြုအမူတွေကိုကြိုတင်ပြီးထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ဒါကြောင့်အရေးကြီးဆုံးကတတိပါပဲ။အဲ့ဒီလိုတတိလေးနဲ့နေတတ်အောင်ဘလို့လေ့ကျင့်ကြမလဲ။ဖြစ်စဉ်တစ်ခုတိုင်းမှာကျမတို့ပထမဆုံးတုံ့ပြန်နေတာကအတွေးနဲ့စတင်ပါတယ်။ဥပမာလူတစ်ယောက်ကကိုမကြိုက်တဲ့စကားတစ်ခုနဲ့ကိုရန်လိုတိုက်ခိုက်တယ်ဆိုပါစို့ဒါမှမဟုတ်ကိုတန်တရားနဲ့ဆွဆွဲစော်ကားလာတယ်ဆိုပါစို့ပထမဆုံးကျမတို့ရဲ့စိတ်ထဲမှာပေါ်လာတဲ့အတွေးကဒါကိုမကြိုက်မနစ်သက်တာလက်မခံနိုင်တာငြင်းဆန်ခုခံတာဖြစ်ပါတယ်အဲ့ဒီအတွေ့ရဲ့အနောက်ကစတိုက်လာတာကအတွေ့တွေကနေတက်ဝင်လှုပ်ရှားလာတဲ့နှုတ်ကနေငင်းဆန်ခုခံစကားရန်လိုတုံ့ပြန်တဲ့စကားတွေဖြစ်ပေါ်လာပါတယ်အဲ့ဒီလိုပို့ပြီးပြင်းထန်လာမယ်ဆိုရင်အပြုအမူတစ်ခုခုနဲ့လောက်ရတစ်ခုခုနဲ့စတိုက်တုံ့ပြန်တတ်မိပါတယ်ဒီဖြစ်စဉ်ဟာအလွန်လျင်မြန်တဲ့ကျမတို့ရဲ့အလွန်လျောက်တုံ့ပြန်မှုဖြစ်စဉ်ဖြစ်ပါတယ်စိတ်ကိုသတိလေးနဲ့စောင့်ကြည့်နေတတ်တဲ့အလေးအကျင့်လုပ်ထားမယ်ဆိုရင်ကိုယ့်စိတ်ထဲမှာအတွေးတစ်ခုဖြစ်ပေါ်လာတာနဲ့အဲ့ဒီအတွေးကိုချက်ချင်းသတိထားမိလာပါတယ်ဒီအတွေးဟာကောင်းတဲ့အတွေးလားမကောင်းတဲ့အတွေးလားသူပြောတာကိုမနစ်သက်ဘူးစိတ်ဆိုးဒေါသထွက်နေတဲ့စကားတစ်ခုနဲ့တုံ့ပြန်လိုက်ခြင်းနဲ့ဒါပေမဲ့ဆက်ပြောလိုက်ရင်ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာကိုဆက်ပြီးစဉ်းစားမိတာမို့ဆက်ပြောမဲ့စကားကိုသတိလေးနဲ့ထိန်းချုပ်ထားလိုက်နိုင်ပါတယ်အတွေးကိုစပြီးတတိထားထိန်းချုပ်နိုင်တာနဲ့အမျှပြောရမယ့်စကားလုပ်ရမယ့်အပြုအမူတွေကိုတစ်ဆက်တည်းထိန်းချုပ်လာနိုင်ပါတယ်။မပြောသင့်တဲ့စကားကိုမပြောမိအောင်ထိန်းချုပ်လာနိုင်ခြင်းဟာနောင်တကင်းစွာရှင်သန်ခြင်းရဲ့သောချက်လည်းဖြစ်ပါတယ်။နောင်တရဲ့အဝေးမှာနေထိုင်ခွင့်ရလာပါတယ်။နောင်တရဲ့အဝေးမှာနေထိုင်နိုင်မှုအတွက်အမြဲတတိကလေးနဲ့ကိုယ့်ရဲ့အတွင်းစိတ်ကလေးကိုစောင့်ကြည့်ပေးစေချင်ပါတယ်။အလေးအကျင့်လေးလောက်ပါများလာတဲ့အခါနောင်တဖြစ်စေမဲ့အပြောတွေအလုပ်တွေတဖြည်းဖြည်းလျော့နေလာပါလိမ့်မယ်တချို့သောစကားတွေကထုတ်ပြောလိုက်တာထက်မပြောဘဲသိမ်းထားလိုက်တာကပိုပြီးတန်ဖိုးရှိပါတယ်
စာရေးဆရာမလွန်ထားရေးသားထားတဲ့နောင်တရဲ့အဝေးမှာဆိုတဲ့စာအုပ်ထဲကနေစာပိုင်လေးတချို့ကိုဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်ရှင်အခုလိုအချိန်ပေးနားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်